ပြီလို့ပေါ့နှုံးမရင်တယောက်အစ်စ်မပြေဘူးရေအေးကွယ်ခီးသွားချင်းတူတူတယောက်နဲ့တယောက်ဖိမကူညီကြတာပေါ့ဟုတ်ကဲ့ရှင်ဒီလိုနဲ့တနားကြီးကြော်လောက်စီးပြီးချိန်မှာဒေါ်မြကြီးကတော်ဘောကြီးအရေးရှိမှတ်တိုင်စင်းတော်မှာတော်ဘောစီရမယ်မှတ်တိုင်ကနောက်ထပ်နိုင်ဝက်လောက်စီးပြီးရောက်ပြီတိလားစီရမယ်မှတ်တိုင်ကိုအကြီးကားစပယ်အောင်လည်းမှားထားခဲ့မယ်ဟုတ်ကဲ့ရှင်ဟိုသားတို့ရွာရောက်မှပြတ်ဆုံးတာပေါ့အေးကွယ်ဒီလိုနဲ့ဒေါ်မြကြီးလည်းကားရတော့အထုပ်တွေနဲ့ဆင်းသွားခဲ့တော့တယ်အဲ့ဒီအချိန်မှာပဲကားကမထွက်သေးပဲလူဆောင်နေရဆိုတော့ဈေးသက်တူတက်လာခဲ့ပြီးမုံချောင်းနေခဲ့တာပါဘိမ့်မော့ပူပူလေးရမယ်နော်ဘိမ့်မော့ပူပူလေးဘိမ့်မော့တဲ့ဗိုက်စာနေရနဲ့အတော်ပဲဝယ်စားရမယ်အကိုကြီးဘိမ့်မော့ကဘလူချောင်းနေဗျတစ်ချက်ကို900ငါညီရဲ့ဒါဆိုကျွန်တော်3ချက်ပြီဗျာ3ချက်မှဘိုက်ဝါမှာဒီလိုနဲ့တော်ပေါ်လေးဘိမ့်မော့ဝယ်လိုက်ကြည့်နောက်တော့ကားလေးအဲ့နေရာကနေပြန်ထွက်လာခဲ့တာပါတော်ပေါ်ကတော့ဘိမ့်မော့တီကိုတစ်ခုပြီးတစ်ခုမြေရီရှိတ်ရင်နဲ့စားနေခဲ့တယ်ဝါဒီဘိမ့်မော့ထောဘက်နံလေးကလည်းတင်းပြီးတော့လေရှယ်ကောင်းနေရောပဲဘိမ့်မော့3ချက်ကုန်ပြီးနောက်တော့တော်ပေါ်လေးအိပ်ပျော်သွားခဲ့ရောတယ်ဖြောင်းလေမင်းစီရမယ်မှတ်တယ်ရောက်ပြီကွတော်ပေါ်လေးကားစပယ်ရဲ့ခေါ်နူးရဲ့အတန်ကြောင့်နိုးလာခဲ့တယ်ဗျာဟိုရောက်ပလားရောက်ပြီကွဟုတ်ဒါနဲ့တော်ပေါ်လေးကောင်းဝါနေမြင်ဆင်းလာခဲ့တော့တယ်တော်ပေါ်ကောင်းဝါဆင်းပြီးမှကားကသူ့နာကနေမောင်းထွက်သွားခဲ့တာပါဒါနဲ့တော်ပေါ်လေးဟိုကြည့်ကြည့်လိုက်တယ်ဒီနေရာငါတော်နေရွာထိတ်ကြီးနေဟိုဒါမဲ့ဒေါ်လေးကိုလည်းမမြင်ရပါလားဖုန်းဆက်ကြည့်ရမယ်အဲ့လိုပြောပြီးတော့သူ့အိတ်ကိုဆန်းလိုက်ချိန်မှာအိတ်ကရှိမနေတော့ပါဘူးဟမ်ငါရောဟာတေးစမ်းကောင်းမှကြံခဲ့ပြီနဲ့တူတယ်ဟိုဒါဆိုရင်ဘယ်လိုလုပ်ရမှာလဲတော်ပေါ်လေသူ့အိတ်မရှိတာဆိုတော့ခေါင်းကြီးသွားခဲ့တော့တယ်ငါဖုန်းမရှိတော့ဘူးဟိုဒါဆိုဒေါ်လေးကိုဘယ်လိုဖုန်းဆက်အောင်မလဲဟုတ်ပြီငါဒေါ်လေးလာကိုဒီရပဲထိုင်းဆောင်အောင်မယ်ဒီလိုနဲ့တော်ပေါ်လေလမ်းထဲမှာရှိနေတဲ့ဈေးမှာထိုင်ဆောင်နေကြတော့တယ်ငါလေးလေဖြစ်လာရင်ရာနဲ့အကြောင်းကြောင်းပဲငါ့ကကားပေါ်မှာကြံ့လာလားဟိုဒါမှမဟုတ်ကပိုက်နိုင်ပဲယူသွားရလားပဲအမေသိရင်တော့စူတော့မှာပဲအဲ့ဒီအချိန်မှာပဲဦးလေးကြီးတယောက်ကရေခဲမုံရှောင်းရင်းနဲ့သူ့နာကိုရောက်လာခဲ့တာပါရေခဲမုံရမယ်ရေခဲမုံချိုးအေးလေးရမယ်နော်ရေခဲမုံမြင်တော့ရေခဲမုံစားကြင်လိုက်တာစားကြင်ရင်ဝယ်စားလိုက်တာကောင်းပါရဲ့လေဒေါ်လေးလာမှပဲဒေါ်လေးကိုပတ်စံရှင်းခိုင်းရမယ်ဒါနဲ့တော့ပေါ်လေရေခဲမုံရောင်းတဲ့ဦးလေးကြီးစီကနေရေခဲမုံဝယ်စားတော့တယ်ဦးလေးကြီးဟိုရေခဲမုံတစ်ခွက်ဘယ်လောက်လဲ900နဲ့1000နဲ့ရှိတယ်ကွဘယ်ရနဲ့ထည့်မလဲဟို1000နဲ့2ခွက်ထည့်ပြီဗျာဒီလိုနဲ့ဦးလေးကြီးလေတုပ်ဘောကို1000နဲ့ရေခဲမုံ2ခုထည့်ပေးလိုက်တော့တယ်တုပ်ဘောလေဦးလေးကြီးပြီးတဲ့ရေခဲမုံကိုမြင်းရီရှိတ်ရင်နဲ့စားနေခဲ့တာပါကဲကလေးပတ်စံပေးအောင်လေဟိုတားတော်ကခဏနေရောက်လာတော့မှာဗျသူလာမပေးလို့ကြမလားဟမ်ဒါဆိုမင်းမပတ်စံမရှိဘဲနဲ့ရေခဲမုံဝဲစားရလားဟုတ်ပါဘူးဗျတားတော်မှရှိရဲ့လေဟိုဒါမို့ခဏပဲစောင့်ပြီးပါဟာဒီကလေးတော့လာစားနေတာမင်းကိုစောင့်နေဖို့ချိန်မရှိဘူးကွ